စစ်သားတယောက်ဟာဖုံးကွယ်ထားတဲ့မြို့မိုင်းတစ်ခုကိုမတော်တဆနင်းမိလိုက်တယ်။ဒါကိုတီးလိုက်ရတဲ့အချိန်မှာသူဟာသူ့အသက်တာမကသူ့ရဲဘော်တွေရဲ့အသက်အန္တရာယ်ပါစိုးရင်ရတဲ့အတွက်လန့်ဖြစ်ပြီးဘာလို့ရမှမသိကြောင်သွားခဲ့တယ်။ခဏကြာတော့သူတို့ရဲ့ခေါင်းဆောင်အရာရှိကပတိန်ရောက်လာပြီးတစ်သားချောင်းလေးတစ်ချောင်းနဲ့မိုင်းဘေးပတ်လည်ကမြေကြီးတွေကိုဖယ်ရှောင်းကမိုင်းအနက်ကိုတိုင်းတာကြည့်တယ်။အဲဒီတော့မှဒီမိုင်းကအရန်ကြီးပြီးဖြုတ်သိမ်းကို diffuse လုပ်ဖို့မဖြစ်နိုင်မှန်းသိလိုက်ရတယ်။ဒါနဲ့ခေါင်းဆောင်ကကြံတဲ့စစ်သားတွေကိုအနောက်ဆုတ်ခိုင်းလိုက်တယ်။ပြီးတော့မိုင်းနင်းထားတဲ့စစ်သားကိုတစ်နှစ်သုံးရေအတွက်ပြတဲ့နဲ့ခြေထောက်ကြွဖို့ပြောပြီးသူကအဲ့ဒီနေရာမှာအစားဝင်နင်းဖို့ပြင်လိုက်တယ်။ခေါင်းဆောင်ရဲ့အမိန့်အတိုင်းစစ်သားကခြေထောက်ကြွလိုက်တဲ့အချိန်မှာပဲခေါင်းဆောင်ကချက်ချင်းဝင်ပြီးမိုင်းကိုနင်းလိုက်တယ်။အခုချိန်မှာတော့ခေါင်းဆောင်ဟာသူ့ရဲဘော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့အသက်ကတော့အန္တရာယ်ရှိနေပါပြီ။ရုတ်တရက်ခေါင်းဆောင်ကဟန်ချက်ပြက်ပြီးခြေထောက်တစ်ဖက်မိုင်းပေါ်ကလွတ်သွားတော့အားလုံးကထိတ်လန့်သွားကြတယ်။အဲဒီနောက်ခေါင်းဆောင်ကမိုင်းပေါ်မှာခုံဆွလုပ်ပြတော့တယ်။ဒါပေမဲ့မိုင်းကမပေါက်ကွဲပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီမိုင်းကဖျက်ဆီးပြီးသား diffuse လုပ်ထားတဲ့မိုင်းအဟောင်းကြီးဖြစ်နေလို့ပါ။သူကသူ့ရဲဘော်တွေကိုတက်မဲ့နတ်ပြောင်ကြီးစက်လိုက်တာဖြစ်နေတာကိုဒီဇလန်လေးကအစောမှာရင်တမမဖြစ်စေပြီးအဆုံးသတ်မှာတော့ဟာတာလေးနဲ့ပြီးသွားတာပဲဖြစ်ပါတယ်